ဒီလိုမျိုးမိတ်ဆွေကြုံမှုပါသလားညက8 နာရီတိတိအပြစ်အိတ်ထားတယ်စောစောလဲအိတ်ရဝင်ခဲ့တယ်ဒါပေမဲ့မနဲ့အလန်းလန်းမြည်ရောညကကားချိတ်ခံထားရတယ်လို့ပဲခန္ဓာကိုယ်တစ်ခုလုံးကြိုက်ခဲနှုံးချနေတယ်မျက်လုံးတွေကပူထူနေပြီးခေါင်းထဲမှာလည်းဘာမှမသိအုံခန်းနေတယ်ကော်ပီတစ်ခွက်မြန်မြန်တောက်လိုက်မှပဲနည်းနည်းလေးအသက်ရှူချောင်းသွားသလိုခံစားရတယ်ပြီးတော့ကိုပြန်မင်းမိတယ်ငါညကအေးရောဝါရလားဆိုတာပေါ့ခင်ဗျားတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ပါဘူးလူတော်တော်များများကထင်ကြတယ်ကိုကပဲပြင်းရည်နေလို့လားဒါမှမဟုတ်တွေးရပဲနင်းနေလို့လားစသဖြင့်ပေါ့ဒါပေမဲ့တကယ်အဖြေကအဲ့ဒါတွေတခုမှမဟုတ်ပါဘူးမိတ်ဆွေနားလည်ထားတဲ့အိတ်ဆက်ချင်းဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကြီးတစ်ခုလုံးကအစကတည်းကမှားယွင်းနေကြလို့ပါတကယ်တော့ခင်ဗျားရဲ့အိတ်ခမ်းထဲမှာအိပ်ပျော်နေတဲ့အချိန်တိုင်းခင်ဗျားရဲ့စွမ်းရည်တွေကိုမတိမတာခိုးယူနေတဲ့အရာတခုရှိနေပါတယ်အဆိုးဆုံးကတော့ခင်ဗျားကိုယ်တိုင်အဲ့ဒါကိုလုံးဝသတိမထားမိတာပါပဲသိပ္ပံပညာရှင်တွေကတော့ဒီလျှို့ဝှက်ချက်ကိုအခုတေချာပေါက်အဖြေရှာတွေ့သွားပါပြီကဲခင်ဗျားဘာလို့အမြဲတမ်းပင်ပန်းနေရတယ်လဲဆိုတဲ့အဖြေကိုကျွန်တော်တို့အတူတူရှာကြည့်ကြရအောင်ပထမဆုံးကျွန်တော်တို့အားလုံးလက်ခံထားတဲ့အကြီးမားဆုံးအလိမ်ညာတစ်ခုကနေစလိုက်ရအောင်အဲ့ဒါကတော့တစ်နေ့ကို7 နာရီအိပ်ရမယ်ဆိုတဲ့စီးမြင်ပါပဲငယ်ငယ်ကလေးကကျွန်တော်တို့ကိုသင်ပေးခဲ့ကြတယ်ည10 နာရီအိပ်မနက်6 နာရီထ7 နာရီပြည့်ရင်လုံလောက်ပြီဆိုပြီးတော့ပေါ့ဒါပေမဲ့ဆေးပညာအရပြောရရင်အိတ်ချိန်ဘယ်လောက်ကြာလဲ quantity ဆိုတာထက်ဘယ်လောက်ကောင်းကောင်းအိပ်ပျော်လဲ quality ဆိုတာကမှတကယ်အသက်ပါအိတ်ဆက်ခြင်းဆိုတာမျက်လုံးမှိတ်သတိလစ်သွားပြီးမနေ့ကပြန်နိုးလာတဲ့ရိုးရှင်းတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ပါဘူးအဲ့ဒီအစားသူကအဝတ်လျှော်ဆက်တစ်လုံးလက်ပတ်ပုံမျိုးနဲ့အစင်စင်အလုံးလုပ်တာပါစဉ်းစားကြည့်အောင်ကျွန်တော်တို့အိပ်ပျော်သွားပြီဆိုတာနဲ့အုံနောက်ကအစင်40ကိုဖြတ်တန်းရပါတယ်အစင်1နဲ့2ကအပေါ်ရအိတ်ဆက်ခြင်း light sleep ပေါ့ဒီချိန်မှာအပြင်ကအတန်နဲ့ကြားတာနဲ့လက်နိုးနိုင်ပါသေးတယ်အစင်3ကတော့အရေးကြီးဆုံးဖြစ်တဲ့ deep sleep ပါဒီချိန်မှာခန္ဓာကိုယ်ကပျက်စီးသွားတဲ့ဆဲတွေကိုပြန်ပြင်တယ်ကိုယ်ကန်ဆွမ်းအားကိုတိဆောက်တယ်စွမ်းရည်တွေကိုပြန်ဖြည့်ပေးတယ်နောက်ဆုံးဆင်းကတော့ REM sleep လို့ခေါ်တဲ့အိမ်မက်ပတ်တဲ့အဆက်ပါဒီချိန်မှာအုံနောက်ကတနေ့တာသင်ယူခဲ့တဲ့မြကိုမှတ်ဉာဏ်ဖြင့်သိသိပေးပါတယ်ဒီ cycle တစ်ခုလုံးပြီးဖို့မိနစ်60လောက်ကြာပါတယ်ပြီးရင်နောက်တစ်ချိန်ပြန်စတယ်တညကိုဒီ cycle 4ခုဒါမှမဟုတ်5ခုလောက်လဲပတ်ရပါတယ်ဒါပေမဲ့ပြဿနာကဘာလဲသိလားခင်ဗျားရဲ့အဲ့ဒီ cycle ကြီးလမ်းခုလမ်းမှာခဏခဏပြတ်တောက်သွားတာပါခင်ဗျားက8 နာရီတိတိအိပ်ရပေါ်မှာလှည့်နေပေမဲ့ခင်ဗျားအုံနောက်ကအရေးကြီးဆုံးဖြစ်တဲ့အဆင့်3 deep sleep ကိုမရောက်ခင်မှာခဏပြန်နိုးနေမယ်ဆိုရင်မနေ့ကျရင်တေချာပေါက်ပင်ပန်းနေမှာပါပဲဒီနေရာမှာတချို့ကတွေးမိလိမ့်မယ်ငါအသက်နဲ့ကြီးလာလို့အိတ်မပြောတော့တာလားဆိုတာမျိုးပေါ့တကယ်တော့အသက်ရွယ်ဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်အသက်30ကျော်လာတာနဲ့အမျှကျွန်တော်တို့အုံနောက်က deep sleep line တွေကိုထုတ်လွှင့်နိုင်စွမ်းတဘာဝအတိုင်းဖြည်းဖြည်းချင်းရော့ကျသွားပါတယ်ဒါပေမဲ့အသက်ကြီးလာလို့အိတ်ချိန်ပိုနည်းနည်းပဲလိုတော့တာမဟုတ်ပါဘူးခန္ဓာကိုယ်ကအိတ်ချိန်8 နာရီလိုအပ်နေတော့မှာပဲအုံနောက်ကသာအဲ့ဒီ deep sleep ကိုဖန်ဆုပ်နိုင်ဖို့ပိုပြီးရုန်းကန်လာရတာပါဒါဆိုမေးစရာရှိလာပြီအသက်အရွယ်ကိုဖယ်ထားလိုက်အောင်ညဘက်ဘာတန်မှလည်းမကြားရပဲနဲ့ငါအိတ်ချင် cycle တွေကိုဘယ်ဟာကများဖြတ်တောက်နေတာလဲပေါ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုသိလိုက်ရရင်မိတ်ဆွေခင်ဗျားတော်တော်လေးအံ့ဩသွားပါလိမ့်မယ်ခင်ဗျားရဲ့အိတ်ဆက်ခြင်းကိုခိုးယူနေတဲ့အကြီးမားဆုံးတရားခံတွေကတစ်ခုကတော့ခင်ဗျားရဲ့ခန္ဓာကိုယ်ကြီးကိုယ်တိုင်ပါပဲဆေးပညာမှာ sleep apnea လို့ခေါ်တဲ့အိပ်ပျော်နေစဉ်အသက်ရှူရတဲ့ပြဿနာကိုကြားဖို့ကြမှာပါလူတော်တော်များများကဟောက်တာကိုရိုးရိုးလေးလိုပဲထင်ကြတယ်ဟိတ်ကောင်မင်းညကတအားဟောက်တာပဲအေးတော်တော်ဝဝင်ရတယ်ဆိုပြီးတော့စကြနောက်ကြသေးတယ်လေတကယ်တော့ဟောက်တဲ့သူတိုင်း sleep apnea ရှိနေတာမဟုတ်ပေမဲ့ပြင်းထန်စွာဟောက်တယ်ဆိုတာလေပြင်းလမ်းကြောင်းကျဉ်းသွားပြီးလေကအတင်းတိုးထွက်နေရလို့မြည်တဲ့အတန်ပါပိုဆိုးသွားရင်လေပြင်းကြီးကလုံးဝပိတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာအသက်ရှူလို့မရတော့ဘူးစက္ကန့်ပဲလောက်အသက်ရှူရက်သွားတယ်အဲ့ဒီခါအုံနောက်ကချက်ချင်းပန်းနဲ့ဖြစ်သွားပြီဟေးငါတို့သေတော့မယ်အသက်ရှူလို့မရတော့ဘူးထဆိုပြီးအတင်းနှိုးလိုက်ပါတယ်သက်ဝင်စားစအကောင်းဆုံးကဒီအချက်ပါအဲ့ဒီလိုလန်နှိုးသွားတာက10 စက္ကန့်20 စက္ကန့်လောက်ပဲကြာတာမို့ခင်ဗျားကိုယ်တိုင်နှိုးသွားမှလုံးဝမသိလိုက်ပါဘူးသိပညာမှာဒါကို micro awakening အသေးစားလန်နှိုးခြင်းလို့ခေါ်ပါတယ်တညလုံးမှာဒီလိုမျိုးအသက်ရှူရက်လိုက်အုံနောက်ကလန်နှိုးလိုက်ဖြစ်နေတာအကျဉ်30 40လောက်ရှိနိုင်ပါတယ်ခင်ဗျားကတော့မနေ့ကျရင်ငါတညလုံးကောင်းကောင်းအိပ်ပျော်တာပဲလို့ထင်နေမှာပါဒါပေမဲ့ခင်ဗျားအုံနောက်လေးကတော့တညလုံးအသက်ရှင်ဖို့အတွက်ရုန်းကန်နေရတာမို့ deep sleep ဆိုတဲ့အနားယူခြင်းကိုလုံးဝမရလိုက်ပါဘူးဒါကြောင့်မနေ့ကျရင်ရိုက်နဲ့ခံထားရတယ်လို့နှုံးနေတာပေါ့ကဲထားပါတော့ခင်ဗျားကလုံးဝမဟုတ်တဲ့သူလေပြွန်လဲရှင်းနေတဲ့သူလို့ဆိုကြပါလို့ဒါဆိုရင်ရောလမ်းဆန်းနေရမှာမဟုတ်ဘူးလားဘာလို့မနေ့ရောက်တာနဲ့ကော်ဖီကိုအပြေးလွှားရှာနေရသေးတာလဲဒီနေရာမှာကျွန်တော်တို့တောက်ဖြစ်နေတဲ့အရင်2မျိုးကဘယ်လိုလှည့်ကွက်တွေသုံးနေလဲဆိုတာကြည့်ကြရအောင်
မနေ့ပိုင်းကော်ဖီတစ်ခွက်တောက်လိုက်မှမျက်လုံးပွင့်သွားတယ်အိတ်ချင်ပြေသွားတယ်ဆိုတဲ့ခံစားချက်ကိုလူတိုင်းသိကြပါတယ်ဒါပေမဲ့ကော်ဖီကတကယ်ပဲစွန့်ရင်နေပေးလိုက်တာလို့ထင်နေရင်မှားသွားပါပြီကော်ဖီဆိုတာခန္ဓာကိုယ်ကိုစွန့်ရင်ပေးတဲ့အရာမဟုတ်ပါဘူးသူကခမည်းအောင်တော့ကိုငါမပင်ပန်းတော့ဘူးလို့ထင်သွားအောင်လှည့်စားလိုက်တဲ့မျက်လက်ဆရာတယောက်ပါဒီလိုရှင်းပြပါမယ်ကျွန်တော်တို့နိုးနေတဲ့အချိန်တိုင်းလှုပ်ရှားနေတဲ့အချိန်နဲ့အုံနောက်ထဲမှာအဒီနိုဆင်းလို့ခေါ်တဲ့တတဲမျိုးထွက်လာပါတယ်သူကဘာနဲ့တူလဲဆိုတော့တဲနာရီတွေကတဲလေးတွေလိုပါပဲဒီနေ့ဒါလုံးမှာအဲ့ဒီအဒီနိုဆင်းတဲလေးတွေကအုံနောက်ထဲမှာနည်းနည်းချင်းစီလာစုပုံနေတယ်ညဘက်ရောက်လို့အဲ့ဒီတဲတွေအများကြီးစုပုံလာပြီဆိုရင်ငါတို့ပင်ပန်းနေပြီအိတ်ဖို့အချိန်တန်ပြီဆိုပြီးအုံနောက်ကိုသတင်းပို့ပါတယ်ဒါပေမဲ့ခင်ဗျားကမနေ့ပိုင်းပင်ပန်းနေလို့ဆိုပြီးကော်ဖီတောက်လိုက်တယ်ဆိုပါစို့ကော်ဖီထဲမှာပါတဲ့ကဖိန်းတွေကအုံနောက်ထဲကိုရောက်သွားပြီးအဲ့ဒီအဒီနိုဆင်းတွေဝင်ရမယ့်နေရာတွေကိုအတွင်းသွားပိတ်ထားလိုက်ပါတယ်ခင်ဗျားရဲ့ခန္ဓာကိုယ်ကြီးကတော့တကယ်ပင်ပန်းနေတော့မှာပဲဒါပေမဲ့အုံနောက်ကပင်ပန်းမှမသိတော့ပဲလန်းဆန်းနေတယ်လို့ထင်သွားတာပါသူကပြဿနာကိုမနေရအောင်မျက်လုံးကိုအဝတ်နဲ့စီးပေးလိုက်တာပါနာရီအနေငယ်ကြာလို့ကဖိန်းစွမ်းလဲပြေသွားရောသို့တော့ကပိတ်ကန်ထားရတဲ့အဒီနိုဆင်းတွေအားလုံးကဆယ်ကျိုးသလိုအုံနောက်ထဲကိုတပံတဲ့ထဲဝင်လာပါတော့တယ်ဒါကို caffeine crash လို့ခေါ်ပါတယ်မနေ့ကလမ်းနေပေမဲ့နေ့လယ်3နာရီလောက်ရောက်တာနဲ့ရုတ်တရက်ကြည်ကျင်နှုတ်ခွေသွားတာဒါကြောင့်ပါပဲဒါက coffee ပါဒါပေမဲ့ coffee တက်ပိုဆိုးတဲ့ခင်ဗျားရဲ့ညပိုင်းကိုတက်တက်စိတ်ဖြည့်ဆည်းနေတဲ့နောက်ထပ်အရေးတစ်မျိုးရှိပါသေးတယ်လူတော်တော်များများကအဲ့ဒါကိုအိတ်ဆေးလို့တော့ထင်နေကြတာပါညဘက်အိယာဝယ်ငံဒီဝိုင်းတစ်ခွက်ဘီယာတစ်ခွက်တောက်တဲ့အလေးချင်းခင်ဗျားစီမှာရှိပါသလားအရက်လေးနဲ့ဝင်သွားမှနှစ်ချာအိတ်ပျော်တယ်လို့ထင်ကြတယ်မဟုတ်လားအဲ့ဒါတိတ်ကိုမှားယွင်းတဲ့အယူဆပါစေပညာအရက်တော့ပြီးအိပ်ပျော်သွားတာဟာအိတ်ဆက်ခြင်းမဟုတ်ပါဘူးမေသေးပိခံရခြင်းစီလေးရှင်းတာဖြစ်ပါတယ်အရက်ကအုံတော်ရဲ့ cortex လို့ခေါ်တဲ့အစိပ်ပိုင်းကိုထုံထိုင်းသွားအောင်လုပ်လိုက်တာပါဒါကြောင့်ခင်ဗျားချက်ချင်းတတိလက်သွားတာဖြစ်ပေမဲ့တဘာဝတိုင်းအိပ်ပျော်သွားတာမဟုတ်ပါဘူးအဆိုးဆုံးကတော့အရက်ဟာအိတ်ဆက်ခြင်းကိုညဘက်မှာခဏခဏပြတ်တောက်စေတဲ့အပြင်အုံတော်မှတ်ဉဏ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ REM3 ကိုလုံးဝပိတ်ပင်ပစ်လိုက်ပါတယ်ဒါကြောင့်ညကအရက်တော့ပြီးအိတ်ထားရင်မနေ့လင်းတဲ့ခါခေါင်းထဲမှာရှင်းမနေပဲမူးဝေထိုင်းမှိုင်းနေတာပေါ့ဒါပေမဲ့အဲ့ဒါကအဆိုးဆုံးမဟုတ်သေးပါဘူးကျွန်တော်တို့ရဲ့အိတ်ဆက်ခြင်းကိုအဆိုးအဝါဆုံးဖျက်ဆီးနေတာကကျွန်တော်တို့ကိုယ်တိုင်နေတိုင်းလုပ်နေတဲ့လုံမှန်လေတိတိကျကျနဲ့ကိုရက်လို့မရတဲ့စိတ်ပိုင်းဆိုင်ရာထောင်ချောက်တစ်ခုရှိနေပါတယ်ဒီနေ့ဒါတော့အလုပ်တွေပင်ပန်းထားတယ်လူကလည်းအရင်အိတ်ချင်နေပြီမျက်လုံးတွေတော့ပူဆက်နေပြီဒါပေမဲ့အိတ်ရပေါ်ရောက်တာတော့မအိတ်သေးပဲ TikTok လေးဆွဲကြည့်လိုက် Facebook လေးပုတ်လိုက်ဇာတ်လမ်းလေးတစ်ပိုင်းလောက်ထပ်ကြည့်လိုက်နဲ့အချိန်တွေဘယ်လိုကုန်သွားမှမသိည1 နာရီ2 နာရီထိုးသွားတတ်ပါတယ်ဘာလို့များအရန်ပင်ပန်းလေးပါရက်နဲ့မအိပ်ဖဲနေနိုင်ရတာလဲသိပညာရှင်တွေကဒီအဖြစ်အပျက်ကို revenge bedtime procrastination လို့ခေါ်ပါတယ်မြန်မာလိုအလွယ်ပြောရရင်တော့ကိုယ့်အချိန်တွေကိုလက်စားချေပြီးပြန်ယူခြင်းပေါ့စဉ်းစားကြည့်ပါမနေ့လင်းလာတဲ့အလုပ်သွားရတယ်မိသားစုကိစ္စတွေဖြေရှင်းရတယ်ဒီနေ့ဒါလုံးမှာခမရတွေကိုယ်ပိုင်ချိန်ဆိုတာတစ်စက္ကန့်လေးတော့မရှိခဲ့ပါဘူးဒါကြောင့်ညဘက်လူတွေအားလုံးအိတ်သွားတဲ့အချိန်လေးဟာခမရတွေတော့ဘယ်သူမှမနှောက်ယှက်နိုင်တဲ့အများတယောက်တည်းလွတ်လွတ်လပ်လပ်ပိုင်ဆိုင်တဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်အချိန်လေးဖြစ်နေပါတယ်ဒါကြောင့်ခမရအုံနောက်ကဒီအချိန်လေးကိုအလွယ်တကူဆုံးရှုံးမခံနိုင်ဘူးအိတ်လိုက်ရင်မနဲ့ပြန်ဆိုတဲ့ဒုက္ခတွေနဲ့ပြန်ရောက်သွားမှကိုကြောက်တဲ့အတွက်ပင်ပန်းနေတာကိုအန်ကျစ်ပြီးမအိပ်ဖဲနေပါတော့တယ်ဒါဟာကြားရတာတနာစရာကောင်းတဲ့ခေတ်သစ်လူနေမှုဘဝရဲ့ပြဿနာပါဒါပေမဲ့ဒီလိုရက်ကခန္ဓာကိုယ်ကိုဘလောက်တောင်ရရဆက်ဆက်ဒုက္ခပေးနေလဲဆိုတာသိပါသလားဖုန်းကြည့်နေတဲ့အချိန်တိုင်း post screen ကနေထွက်လာတဲ့အပြာရောင်လင်းနှန်းတွေကမျက်လုံးကနေတစ်စက်အုံနောက်ကိုတိုက်ရိုက်ရောက်သွားပါတယ်လူသားတွေရဲ့ဇီဝနာယီ circadian rhythm ဟာနေအောင်ကြီးနဲ့အလုပ်လုပ်တာပါအုံနောက်ကအပြာရောင်လင်းနှန်းကိုမြင်တာနဲ့နေ့လည်ပဲရောက်နေတော့မယ်လို့ထင်သွားပါတယ်အဲ့ဒီကအိမ်မောကျသေးတဲ့ melatonin ဟော်မုန်းထုတ်လွှတ်မှုကိုချက်ချင်းရပ်ပစ်လိုက်ပါတယ်အဆိုးဆုံးကတော့ဇလန်းတွေကြည့်ဖုန်းတွေသွင်းရင်စိတ်လှုပ်ရှားလာတဲ့အခါ stress ဟော်မုန်းဖြစ်တဲ့ cortisol တွေပါထွက်လာပါတယ်ခန္ဓာကိုယ်ကအိပ်ဖို့ပြင်ဆင်နေချိန်မှာအုံနောက်ကရန်သူလာနေပြီးအသစ်ပြန်ထားဆိုတဲ့အလန့်ကိုထနေစေလိုက်တာပါမယ်။ဒါလည်းကတော့အမြနောက်ဆုံးမခံနိုင်လို့အိပ်ပျော်သွားတဲ့အခါမှာတော့အမြအုံနောက်ကအရေးကြီးတဲ့ deep sleep အဆင့်ကိုမဝင်နိုင်တော့ပဲအပေါ်ရန် light sleep မှာပဲတညလုံးလည်နေပါတော့တယ်။ကဲအခုဆိုရင်ခင်ဗျားဘာလို့အမြဲတမ်းပင်ပန်းနေရတယ်လဲဆိုတဲ့အဖြေကိုတော်တော်လေးရှင်းလင်းသွားတော့ပါပြီ။ဒါဆိုဒီဆိုးရတဲ့တန်တရားကြီးတွေကနေဘယ်လိုရုံးထွက်ကြမလဲ။အဖြေကဖုန်းမကြည့်နဲ့စောစောအိတ်ဆိုတဲ့အတမန်အကြံပေးချက်တွေအများကြီးပုံနဲ့နေပါတယ်။ကျွန်တော်တို့ရဲ့ဇီဝဗေဒစနစ်ကိုပြန်ပြီး hack လုပ်ဖို့လိုပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးကအပူချိန်ပါ။ဖုန်းတော့ကအိပ်ပျော်ဖို့တဲ့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုအနည်းဆုံး2 degree Fahrenheit လောက်ချပေးဖို့လိုပါတယ်။ဒါကြောင့်ခင်ဗျားအိတ်ခန်းကပူအိုက်နေရင်ခင်ဗျားဘယ်တော့မှ deep sleep ကိုရောက်မှာမဟုတ်ပါဘူး။အိတ်ခန်းကိုအေးနေအောင်ထားပါ။ဒုတိယချက်အလင်းရောင်။ညဘက်ဆိုရင်အခန်းထဲကမီဒီယိုကိုမှိန်ထားပါ။ဖုန်းသုံးမယ်ဆိုရင်တော့ blue light filter လေးဖွင့်သုံးပါ။ဒါမှအုံတော့ကညရောင်မှန်းတည်ပြီး melatonin တွေထုတ်ပေးမှာပါ။ပြီးတော့မနေ့နိုးတာနဲ့ပထမဆုံးလုပ်ရမှာကဖ
ုံးကိုကြည်တာမဟုတ်ပဲပြတဲ့ပေါက်ဖွဲ့ပြီးမနှက်ခင်းနေအောင်ကြီးကိုမျိုးလုံးနဲ့ဝင်ပါစေဒါဟာခင်ဗျားရဲ့ဇီဝနာကြီးကိုမနဲ့မိုးလင်းပြီလို့ချက်ချင်း reset ချလိုက်တာပါပဲတတိယချက်အကြီးများစီမင်းကော်ဖီကိုမနဲ့နိုးနိုးချင်းမတောက်ပါနဲ့နိုးပြီးအနည်းဆုံးမိနစ်60လောက်နေမှတောက်ပါဒါမှညကကြံနေတဲ့အဒီနိုဆင်ကျွန်းကြံတွေကိုခန္ဓာကိုယ်ကသဘာဝတန်အရင်ရှင်းလင်းခွင့်ရမှာပါနောက်ပြီးအိယာဝပို3နာရီအလိုလောက်ကစပြီးအရက်ပီယာတောက်သုံးခြင်းကိုရှောင်ကျင်ပါဒါမှသာမှတ်ဉာဏ်အတွက်အရေးကြီးတဲ့ REM3 ကိုသဘာဝတန်ရရှိမှာပါနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကိုကျင်တာပါဒီနေ့ဒါလို့ပြင်ပန်းထားလို့ညဘက်ကိုပိုင်းအချင်းလေးလိုချင်တာသဘာဝပါဒါပေမဲ့ကိုလက်စားချေတဲ့အနေနဲ့အရေးပြက်ခံမဲ့အစားတကယ်အနားယူခြင်းကိုလက်ဆောင်ပေးကြည့်ပါအိတ်ဆက်ချင်းဆိုတာအချင်းဖြုံးတာမဟုတ်ပါဘူးအိတ်ဆက်ချင်းဆိုတာဇင်ကန်ပစ္စည်းမဟုတ်ပါဘူးသူကခမားရဲ့ခန္ဓာကိုခမားရဲ့မှတ်ဉာဏ်နဲ့ခမားရဲ့စိတ်ချမ်းသာရေးကိုနေ့စဉ်ပြုပြင်မွမ်းမံပေးနေတဲ့ခုတီးသောသဘာဝစေစံကောင်းပါညဘက်မှာခန္ဓာကိုယ်ကိုကောင်းကောင်းအနားပေးမှသာမလက်ဖြန်တွေကိုအကောင်းဆုံးကျန်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒီညတော့ဖုန်းလေးကိုခက်ဝေးဝေးမှထားပြီးတကယ်ကိုနှစ်ချာအိမ်မောကြောက်အောင်စူးစမ်းကြည့်ပါလားခမားခန္ဓာကိုယ်ကခမားကိုကျေးဇူးတင်နေပါလိမ့်မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာစေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာဘုသူတလေးတွေကိုအပတ်စဉ်ဗုဒ္ဓဟူးနဲ့တနင်္ဂနွေည8:00 နာရီတိုင်းမှာပုံမှန်တင်ဆက်ပေးနေပါတယ်လက်မလို့ရလေအောင် Fighter Simplify Channel ကို Subscribe လုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားလိုက်ပါနော်ကောင်းမွန်ပြည့်ဝသောအိတ်ဆက်ခြင်းဖြင့်ညစဉ်ပြည့်စုံနိုင်ကြပါစေခင်ဗျာ